ကျွန်တော်နာမည်ကတော့ဦးလမုံကံဖန်ဖြစ်ပါတယ်ဒီကျောင်းမှာကျောင်းအုပ်တာဝန်ယူထားတာဖြစ်ပါတယ်ကျွန်တော်ကျောင်းကိုတည်ထောင်ထားတဲ့ရွေးချက်ပထမအနေနဲ့ကတော့ရဲမိမိများတို့ရဲ့ပညာအခြေခံတိုးတက်လာရင်ဒုတိယချက်ကတော့ရဲမိမိများမိမိခြေထောက်ပေါ်မှာမိမိရက်တီစားတော့နေထိုင်နိုင်ရန်နံပါတ်3ကတော့လူအဖွဲ့အစည်းအတွင်းမှာလူတန်းစီပါဝင်နေရန်ဆိုတဲ့ရွေးချက်နဲ့ကျွန်တော်တို့ဒီကြောင့်ကိုဖွင့်လှစ်ထားတာဖြစ်ပါတယ် partially blind လို့ခေါ်တဲ့တစိတ်တဒေသမြင်ရတာရှိပါတယ် totally blind လို့ခေါ်တဲ့အမြင်အာရုံမရှိတော့တာပေါ့နော် partially အနေနဲ့ကတော့စာကိုကောင်းမှုစွာမမြင်ရဘူးစလုံးအကြီးရေးမှမြင်ရတော့တဲ့အခြေအနေမျိုးကိုကျွန်တော်တို့သတ်မှတ်ထားတာဖြစ်ပါတယ်ကျွန်တော်လုံးဝမမြင်ရတဲ့သူတွေကတော့ braille လို့ခေါ်တဲ့ဒီမျက်မမြင်စာလက်စမ်းစာကိုတင်ယူပြီးမှပညာရေးခရီးကိုရှောက်လန်းရတာဖြစ်ပါတယ်အသက်အရွယ်ကြီးသွားတဲ့သူတွေအတွက်ရနောက်ညာရည်အားနည်းပြီးတော့စာလက်နိုင်ရန်အခက်အခဲရှိနေတဲ့သူတွေအတွက်ချိန်ဝါတစ်ပြည့်စည်းစားတဲ့လက်မှုပညာနဲ့သူတို့နှစ်သက်တဲ့အမှုပညာကိုလည်းသူတို့လုပ်နိုင်ပါတယ်သင်ကြားပြီးပါတယ်နောက်ပြီးတော့အဓိကကျွန်တော်တို့သင်ပေးနေတာကတော့ massage လို့ခေါ်တဲ့ဒီဂျပန်နီးနဲ့နှိပ်တဲ့အနုပညာကိုသင်ကြားပြီးတော့မှအာဂါဘေးဆိုတဲ့ကျွန်တော်ရဲ့အလုပ်ယုံအဲ့ဒီအလုပ်ယုံမှာပြန်ပြီးတော့နေရာချထားပြီးရှိပါတယ်ပညာသင်ကြားလိုတဲ့ကျောင်းသူကျောင်းသားများတောင်ပေါ်မြေပြအနှံ့နှံ့ကကျောင်းသူကျောင်းသားများကိုလည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်用几千把来那边月当东亚如果很多地在家里迷糊没对路他们比看起来看会知道那个可呢被上学到不到这大片可顶多没读书我就算了帮我喂啊。那啥，这边呢，外面有些广东的名字这边过的，摔到的。今天过啊，怎么样啊？多少？好不啦？